လည်း champion ခပတ်ကြီးကိုဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ။ ပြန်မှာအကောင်းဆုံးရလက်တွေပိုင်ဆိုင်ပြီးတော့အောင်မြင်ပါနဲ့ကြော်နိုင်မယ်လို့လည်းယုံကြည်ပါတယ် တူရီတော့မြန်မာ fighter ဖြစ်တဲ့ကျော်ရှိုးပဲဟာလို့ရှိရင်အဲ့ဒီတရကူကပတ်ကြီးကိုရရှိထားပါတယ်အခုဒီပွဲမှာလည်းဒီကပတ်ကြီး champion ကပတ်ကြီးကိုဆက်လက်ထိန်းသိမ်းကာဝယ်နိုင်ပါလေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ Hello man bro I know you can do it okay let's fight လာမယ့် UFC Champion ခပတ်လူပွဲမှာလက်ရှိခပတ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ Fighting Joshua Ban ကလပ်ပါ တဲ့ဘက်ကိုအမောက်တိတ်ပြီးတော့လက်ရှိချန်ပီယံဖြစ်ဆက်လက်ပြီးတော့ရပ်တည်လိုက်ပါဗျာအားပေးနေပါမယ် ဖဲအားပေးနေပါရဲ့ကိုယ့်ရဲ့ကပတ်ကိုအကောင်းဆုံးကာကွယ်နိုင်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်နှစ်ပေါင်းများစွာလည်းဒီကပတ်ကိုဆက်ပြီးထိန်းသိမ်းနိုင်ဖို့အတွက်လည်းဆုတောင်းပေးပါရဲ့ Fan Fighting မှာအမြင်မှုအများကြီးစုခုနိုင်ဖို့အတွက်ညှိနှိုင်းနေပါတယ်ရှင် I believe that you will always be the champion of UFC flyweight division. Good luck to you. so Joshua Ban fighting Fighting Joshua Ban ကျွန်တော်နဲ့အတူတူခနဲ့ plus မှာအားပေးလိုက်အောင် ဘလပရိသတ်တွေလည်း fans ကိုအတူတူအားပေးကြဆိုတော့ Fighting Ban Joshua Ban fight